မင်္ဂလာပါမြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာတရောင်စုစစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တင်နဲ့မုံကိုမှာလူဝင်မှုကြီးကြပ်ရေးရုံဖွင့်ပွဲပြုလုပ်တဲ့တင်တွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကရှမ်းမုံပါKIA အမှတ်1တပ်မဟာပူးပေါင်းတပ်ဖွဲ့တွေဟာအောက်ဂုတ်လတရက်နေ့မနက်၈ နာရီအချိန်မှာမြစ်ဆုံနဲ့စွန်ပရာပုံလမ်းမပေါ်မှာရှိတဲ့တရောင်စုကျေးရွာမှာတပ်ဆွဲထားတဲ့ခလာရ58တပ်တွေရဲ့ကာကင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။တရောင်စုကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဟာခီးသွားလာနေတဲ့ပြည်သူတွေကိုအတင်းအကျပ်စစ်ဆင်မေးမြန်းတာတွေအခုမတရားတောင်းခံတာတွေပြုလုပ်နေတဲ့တပ်စခန်းတွေဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီတပ်တွေဟာမြစ်ချင်းနာစွန်ပရာပုံလမ်းမပေါ်မှာစစ်ရေးလှုပ်ရှားတာတွေရှိပြီးပူတာအိုဖက်ကနေလဲစွန်ပရာပုံဖက်ကိုစစ်အင်အားဖြစ်တင်တာတွေကြောင့်နှစ်ဖက်တိုက်ပွဲအခြေအနေပြင်းထန်နေတာဖြစ်ပါတယ်။ KIA အမှတ်3တပ်မဟာမှုမောက်မြို့နယ်မှာလဲ KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့စုံစမ်းသိရှိရပါတယ်။ KIA တောင်ပိုင်းတိုင်းမုံကိုမြို့နယ်အမှတ်36တပ်ရင်းမှာဒီကနေ့အောက်တိုဘာလ1ရက်နေ့လူဝင်မှုကြီးကြပ်ရေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မှာလဲနံဖတ်ကာမြို့မှာလူဝင်မှုကြီးကြပ်ရေးရုံဖွင့်ခဲ့ပါတယ်။တောင်ပိုင်းတိုင်းမှာလူဝင်မှုကြီးကြပ်ရေးရုံတွေကို2020ဇွန်လ18ရက်နေ့ကနေစပြီးရုံဖွင့်လှစ်လာခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မုံကိုမြို့နယ်နဲ့ကွတ်ခိုင်မြို့နယ်ကပြည်သူ3500ကိုနိုင်ငံသားမှတ်ပုံတင်တွေလှုပ်ဆောင်ပေးခဲ့ကြောင်းလည်းသိရပါတယ်။ဖွင့်ပွဲမှာတပ်ဆိုင်ရာလူကြီးတွေဝန်ထမ်းတွေနဲ့ရမီရဖတွေအားလုံးပေါင်း100နီးပါးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တင်ဆက်မှုပြည့်စုံသွားပါပြီ။လိုက်စာ TV ရဲ့မြန်မာဘာသာသတင်းအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။